FA ချန်ပီယံဖြစ်မှာကချက်စီလားစီးတီးလားဟုတ်ပါတယ်အချိန်အားဖြင့်မေလ16ရက်နေ့ည8:00နာရီခွဲနေရာဒေသကတော့ဝမ်ဘလီကွင်းဖြစ်ပြီးတော့ရှင်ပြိုင်ရမယ့်ဖလားက Emirates FA ဖလားပဲဖြစ်ပါတယ်တိုင်ဝက်တွေဖြစ်တွေ့ရမှာတော့ချက်စီနဲ့စီးတီးအသင်းတို့ဖြစ်ပါတယ်ဆိုရင်တော့2026 FA ချန်ပီယံဆုကိုရယူသွားနိုင်မှာကချက်စီလားစီးတီးအသင်းလားဆိုတာကိုပွဲကြို30ချက်တွေနဲ့အတူခံမှန်းပေးသွားမှာပဲဖြစ်ပါတယ်။နောက်ဆုံးနေတဲ့နှစ်သင်းစလုံးရဲ့လူစင်းကိုချက်ရှိနေမယ်ဗျာ။ချက်စီသင်းရဲ့ဂိုးသမားနေရာမှာဆိုရင် Robert Sanchez ရှိပြီ။စီးတီးသင်းရဲ့ဂိုးသမားနေရာတော့ Pep Guardiola အနေနဲ့ FA ပွဲစဉ်တွေမှာတောက်လျှောက်အသုံးပြုလာတဲ့ Trafford ပဲသုံးမလား။ဒါမှမဟုတ် Donnarumma ပဲသုံးလားဆိုတာကတော့ခံမှန်းခက်တယ်။နောက်တော့အဖြစ်တော့ Pep Guardiola ဖလားပွဲစဉ်တွေမှာဆိုရင်အမြဲတမ်းသုံးနေကြဂိုးသမားကိုပဲသုံးလို့ရှိပါတယ်။ဒါကြောင့် Robert Sanchez နဲ့ Trafford နဲ့ရှင်းမယ်ဆိုရင်တော့လက်စွမ်းချင်းကတူတူလောက်ပါပဲ။ဒါဆိုတော့နှစ်သင်းရဲ့ခံစစ်အတွဲဖက်တွေကိုရှင်းကြည့်ကြမယ်။ Chelsea သင်းရဲ့ခံစစ်အတွဲဖက်ကစားသမားတွေဖြစ်တဲ့ Gusto, Chalobah, Colwill, Cucurella ခံစစ်အတွဲဖက်နဲ့City ရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ Nico Orelli, Goe, Coutinho, Nuno Fernandes ခံစစ်အတွဲဖက်ဆိုရင်အရင်ကွာဟနေတာမျိုးမရှိပါဘူး။ဒါပေမဲ့လက်ရှိဘောလုံးရာသီမှာတော့ City သင်းရဲ့ခံစစ်စွမ်းဆောင်ရည်ကပိုပြီးတည်ငြိမ်နေပါတယ်။ဒါကြောင့်နှစ်သင်းစလုံးရဲ့ခံစစ်ကိုရှင်းကြည့်ရမယ်ဆိုရင် City ကပိုပြီးတော့သာပါတယ်။ကွန်လက်အတွဲဖက်တွေကိုချက်ရှင်းကြည့်ကြမှာဗျာ။ Chelsea သင်းရဲ့ကွန်လက်ကစားသမားတွေဖြစ်တဲ့ Moise Caicedo, Enzo Fernandez နဲ့ဒီပွဲစဉ်မှာတော့ရှာအီနီးပြဖြစ်တဲ့ကာလန်မတ်ဖာလန်အနေနဲ့ Reece James ကိုကွင်းလယ်မှာထားပြီးကစားသွားမယ်လို့သိရပါတယ်။ဒါကြောင့်ဒီကွင်းလယ်3ယောက်အတွဲဖက်နဲ့ City ရဲ့ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ Rodri, Silva, Chucky အတွဲဖက်ကိုရှင်းကြည့်မယ်ဆိုရင်အရင်ကွာဟနေတာမျိုးမရှိပါဘူး။ Chelsea သင်းကနေပြအပြောင်းလဲရေးကြမှာကစားခွက်တက်များဖြစ်နေလို့သာနှိမ့်ချနေရထင်ရပေမဲ့တဦးချင်းစွမ်းဆောင်ရဲ့ဘိုင်းဆိုရင်အရင်မကွာပါဘူး။ဒါကြောင့်ကွင်းလယ်နှစ်ခုကိုရှင်းကြည့်မယ်ဆိုရင်အတူတူပဲလို့ထင်မိပါတယ်။ဒါဆိုရင်တိုက်စစ်ကိုထပ်ပြီးတော့ရှင်းကြည့်ကြမယ်ဗျာ။ Chelsea သင်းရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Copama, Patronato, João Pedro တို့အတွဲဖက်နဲ့ City ရဲ့တိုက်စစ်အတွဲဖက်တွေဖြစ်တဲ့ Doku, Semenyo နဲ့ Haaland အတွဲဖက်မှာဆိုရင်တော့ City ရဲ့တိုက်စစ်အတွဲဖက်ကလုံးဝအသာကြီးပါ။ Chelsea သင်းကCopama လောက်ပဲ City တိုက်စစ်ကိုကောင်းကောင်းလေးရှင်းနိုင်ပါလိမ့်မယ်။ဒီဖျားတွေဖြစ်တဲ့ Pep Guardiola နဲ့ကာလန်မဖာလန်ကိုတော့ရှင်းဖို့မလိုဘူးလို့ထင်ပါတယ်။ဘက်ကတော့ယနေ့ခေတ်မော်ဒန်ဘောလုံးလက်ကမှာသူ့ကိုရှင်းနိုင်တဲ့နီးပြဆိုလို့အများကြီးရှိမနေပါဘူး။ Okay ဒါဆိုရင်တော့လူစင်းရင်းမှာဆိုရင်တော့ City ကပို့ပြီးတော့တာနေပါတယ်။နှစ်သင်းစလုံးရဲ့ထိတဲ့တွေ့ဆုံမှုကိုချက်ကြည့်ကြည့်မယ်။နောက်ဆုံးတွေ့ဆုံမှုကကြည့်မှာ City က၄ပွဲတောင်နိုင်ထားပြီးတော့တေးတပွဲကျလာတယ်။ Chelsea ကအနိုင်လုံးဝမရထားပါဘူး။ဒီတွေ့ဆုံမှုရလဒ်တွေရတော့ဒီပွဲစဉ်မှာ City နိုင်မှု chance တော်တော်လေးကိုများနေပါတယ်။အသင်းစလုံးရဲ့ FA Cup Final နောက်ဆုံး5ပွဲမှာဆိုရင်လည်း City က Final 5ပွဲမှာ2ကြိမ်ချန်ပီယံဖြစ်တာပြီးတော့3ကြိမ်ရှုံးနေထားပါတယ်။ဒါကတော်တော်လေးကိုဆိုးတဲ့ရလဒ်လို့ဆိုရမှာပါ။ City အသင်းရဲ့အနေအထားနဲ့ဆိုရင်တော်တော်လေးကိုဆိုးပါတယ်။ Chelsea အသင်းရဲ့နောက်ဆုံး Final 5ပွဲကိုကြည့်မယ်ဆိုရင်လည်း Chelsea အသင်းက City ထက်တောင်ပိုပြီးတော့ဆိုးနေပါတယ်။ဒါကြောင့်လဲဆိုတော့ Final 5ပွဲမှာ2ကြိမ်ပဲချန်ပီယံဖြစ်တာပြီးတော့၄ကြိမ်တောင်ရှုံးနေထားတာပါ။ဒီရလဒ်တွေအရတော့အသင်းစလုံး Final မှတ်တမ်းတော်တော်လေးကိုဆိုးတယ်လို့ဆိုရမှာပါ။ဒါဆိုရင်တော့စိတ်ဓာတ်ပိုင်းဆိုင်ရာကိုတစ်ချက်ပြန်ကြည့်ကြည့်ပါမယ်။စိတ်ဓာတ်ပိုင်းရဆိုရင်တော့ City အသင်းကနောက်ဆုံး FA Cup Final 2ပွဲစလုံးမှာရှုံးနေထားတဲ့အတွက်3ကြိမ်မြောက်တက်လာတဲ့ဒီ Final ကိုတော့ရယူလို့စိတ်ပြင်းထန်နေမှာပဲဖြစ်ပါတယ်။အလားတူပဲ Chelsea အသင်းကပရီးမီးယားလိတေဘယ်မှာအဆင့်9မှာရပ်တည်နေတယ်။ဒါကြောင့်ဥရောပဝင်ခွင့်မျှော်လင့်ချက်ကတော်လေးကိုခက်ခဲနေတဲ့အနေအထားမှာရှိနေပါတယ်။ Chelsea အသင်းအနေနဲ့ City အသင်းကိုသာ FA Cup Final မှာအနိုင်ယူခဲ့မယ်ဆိုရင်သူတို့အနေနဲ့2025-2026ဘောလုံးရာသီကိုဖလားတစ်လုံးနဲ့နှုတ်ဆက်နိုင်မှာဖြစ်ပြီးတော့အဖိုးစုအနေဖြင့်ယူဗာလိဝင်ခွင့်မှာပါရရှိမှာပါ။ဒါကြောင့်ဒီပွဲစဉ်မှာ Chelsea အသင်းရဲ့နိုင်လိုစိတ်ကအရန်အောင်ပြင်းထန်နေမှာသိချပါတယ်။နိုင်လိုစိတ်ပြင်းထန်မှုအပိုင်းမှာဆိုရင်တော့ Chelsea ကပိုတော့တာနေပါသေးတယ်။ကာလန်မဖန်လန်ရဲ့တပွဲတို့ကစားကွက်တွေကလည်းအလုပ်ဖြစ်သွားနိုင်ပါတယ်။ City အနေနဲ့
လေချာတာကတော့ possession game ကစားမှာဖြစ်ပြီးတော့ Chelsea သင်းရဲ့နောက်တန်းကို pressing ကောင်းကောင်းပေးနိုင်မယ်ဆိုရင်တော့ဒီပွဲစဉ်ဟာMan City အသင်းအနိုင်ရဖို့များနေပါတယ်ဒါကြောင့်ဒီလိုမှမဟုတ်ပဲ Man City အသင်းအနေနဲ့ဘောလုံးပိုင်ဆိုင်မှုသာများနေပြီးတော့လိုအပ်တဲ့အထီးရောက်မှုတွေမပြုလုပ်နိုင်ဘူးဆိုရင်တော့ Chelsea သင်းရဲ့ counter attacking တွေကနေတစ်ဆင့်ဂိုးတွေပြန်ပြီးတော့ပေးရနိုင်ရည်ရှိနေပါတယ်ဒီပွဲစဉ်ကို Bookie အနေနဲ့ဘယ်လိုကြေးဖောက်ထားလဲဆိုရင်တော့ Chelsea အနိုင်အတွက်က9ဆတောင်ပေါက်နေပြီးတော့တေးရီအတွက်ကတော့4ဆဖောက်ပေးထားပါတယ် City အနိုင်ကတော့ 1.7 ဆိုပြီးတော့ဖောက်ပေးထားတာကိုတွေ့ရပါတယ်ပရိသတ်ရောက်တရားကိုလိုက်မေးကြည့်မယ်ဆိုရင်တော့ဒီပွဲစဉ်က City ပဲနိုင်မှာလို့ထင်ရမှာပါဒါပေမဲ့ဒီလိုကြေးမျိုးတွေကနည်းနည်းခါရရင်လှည့်စားတတ်ပါတယ်ကျွန်တော်အမြင်ကပြောရမယ်ဆိုရင်တော့ဒီပွဲစဉ်ကအရန်ကိုတိုင်ဆိုင်မှုပြင်နိုင်ပြီးကြီးကောင်းမဲ့ပွဲစဉ်တစ်ခုလို့မြင်တယ်အချိန်မှတော့ရောက်ချင်းရှောက်သွားနိုင်ပါသေးတယ်ဒါပေမဲ့လည်းလက်ရှိခြေစွမ်းတွေးဆုံမှုနောက်ဆုံးတွေးဆုံမှုမှတ်တမ်းတွေဒါတွေကိုအခြေခံပြီးတော့ခံမှန်းရမယ်ဆိုရင်တော့ဒီပွဲစဉ်မှာ Manchester City သင်းအနေနဲ့ Chelsea သင်းကို2-1လောက်နဲ့တက်ပြီးတော့နိုင်ရရှိသွားမယ်လို့ခံမှန်းလိုက်ပါတယ်ဟုတ်ကဲ့အားလုံးကျေးဇူးအများကြီးတင်ပါတယ်ပိုကောင်းတဲ့စီစဉ်နဲ့ထပ်ပြီးတော့လာခဲ့ပါအောင်မယ်ကျွန်တော်ကတော့ Yangon Sport ကတပ်ပိုင်ပဲဖြစ်ပါတယ်ဗျကျွန်တော်ရဲ့ channel လေးကိုလည်း like and follow ပြုလုပ်ပေးသပါအောင်လို့တောင်းဆိုလိုက်ပါရစေ